ီနီဆောင်တဲ့မိုင်းတိုင်း115အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်နော်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးဆိုတာမြန်မာနိုင်ငံရဲ့အဓိကကျတဲ့လမ်းမကြီးတစ်စင်းဖြစ်သလိုညဘက်ဆိုရင်တော့တောအုပ်မှမောင်တွေနဲ့ခြောက်ချားစရာအကောင်းဆုံးလမ်းမကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီလမ်းမပေါ်မှာနှစ်ပေါင်းများစွာဖြတ်တန်းမောင်းနှင်နေကြတဲ့အဝေးပြေးကားသမားတွေကြားထဲမှာတော့လူတိုင်းနီးပါးကြားပူပြီးကြောက်လန့်နေကြတဲ့လှို့ဝှက်ဆန်းပြတဲ့ဖြစ်ရဆိုးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ညသကောင်ရဲ့အချိန်အမြန်လမ်းမမိုင်းတိုင်းအမှတ်115အနီးကိုရောက်တဲ့အခါလမ်းဘေးမှာကိုကျက်အင်ကြီးအနီရောင်ဝတ်ပြီးထီးနီရောင်တစ်ချောင်းကိုစောင်းထားတဲ့မိန်းမလှလေးတယောက်အမြဲရှိနေတတ်တဲ့ဆိုတာပါပဲအမြန်လမ်းဘေးကကားသမားတွေခဏနားလေးရှိတဲ့လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ထဲမှာတော့ညနေတကောင်ကားမောင်းရလို့ပင်ပန်းနေတဲ့ကားသမားတွေစုဝေးပြီးဒီအကြောင်းကိုပဲတီတိုးပြောဆိုနေကြပါတယ်ကားသမားတယောက်ကသူကိုယ်တိုင်မျက်မြင်ကြုံခဲ့ရတဲ့အကြောင်းကိုတုံတုံရင်ရင်နဲ့ပြောပြနေစမှာပဲဆိုင်ထဲကိုလူကောင်းကြီးကြီးအသားညွညိုနဲ့ဝါရင်ကားသမားကြီးကိုကျော်စွာဝင်လာခဲ့ပါတယ်ကိုကျော်စွာကတော့ဒီလမ်းပေါ်မှာကားမောင်းလာတာဆယ်စုနှစ်တခုမကတော့တဲ့သူဖြစ်ပြီးတရေတက်စီတွေနာနာဘာဝတွေကိုလုံးဝမယုံကြည်တဲ့လက်တွေ့ဆန်သူတယောက်ပါသူကကားသမားတွေကြောက်လန့်တကြားပြောနေတာကိုကြည့်ပြီးရဲမောလိုက်ပါတယ်မင်းတို့ကလည်းဟာခေတ်ကာလကြီးကဘာခေတ်ရောက်နေပြီလဲလမ်းဘေးမှာမိန်းကလေးတယောက်ထီးဆောင်ရက်နေတာနဲ့ပဲတရေမှလှုပ်ပြကြတော့တာပဲတကယ်တော့အဲ့ဒါလမ်းဘေးကပြစ်ဒဏ်စာမတွေဖြစ်မှာပေါ့ဗျာဒါမှမဟုတ်လေခီးတဲ့တယောက်ယောက်လမ်းမှာကားပြက်လို့ဖြစ်မှာပါမင်းတို့ကလည်းအောက်ကြောက်တွေကိုကျော်စွာရဲ့စကားကြောင့်ဘေးကကားသမားတွေတက်ပြင်းချပြီးတတိပေးကြပါတယ်ကိုကျော်စွာခမမကြုံဘူးသေးလို့ပါကြုံမှုတဲ့သူတွေဆိုအခုအဲ့ဒီမိုင်းတိုင်း115နာကိုညဘက်ဆိုရင်ကားတောင်အချိန်မလျှော့ပဲမျက်စိမိတ်မောင်းပြေးကြတာခမည်းလဲဒီညအဲ့ဒီလမ်းကိုဖျက်ရမှာမဟုတ်လားတတိတော့ထားအောင်ဗျကိုကျော်စွာကတော့ဘာမှပြန်မပြောတော့ပဲခေါင်းကိုသာခါရမ်းလိုက်ပါတော့တယ်သူယုံကြည်ထားတာကတော့လောကမှာလူသိရင်ပြီးတာပဲတရေဆိုတာမရှိဘူးဆိုတာပါပဲဒါပေမဲ့ကိုကျော်စွာမသိခဲ့တာကတော့သူကိုယ်တိုင်ဒီညမှာပဲအဲ့ဒီတရေမာလို့သတင်းကြီးနေတဲ့မိန်းကလေးနဲ့ထိတ်တိုက်တွေ့ရတော့မယ်ဆိုတာပါပဲကိုကျော်စွာတရားကိုလက်ဖေးဆိုင်ထဲကနေထွက်လာပြီးရဲ့နောက်သူ့ရဲ့6ဘိန်းချက်ကုန်ကားကြီးစီကိုရှောက်လာခဲ့ပါတယ်ကားကောင်းခန်းထဲမှာတော့စပယ်ယာဖိုးထောင်ကကွန်ရတမြုံမြုံနဲ့စောင့်နေတာပါလောက်ွယ်ရညာဖြစ်တဲ့အတွက်ခေါင်းငင်ရန်တစ်ခုလုံးတိမ်တိုက်တွေဖုံးလန်းပြီးမှောင်မိုက်လို့နေပါတယ်ဆရာအချိန်နေမကောင်းဘူးဗျမိုးကလည်းရွာတော့မယ်ခုနကဆိုင်ထဲမှာကားသမားတွေပြောနေတာကျွန်တော်ကြားတယ်နော်အဲ့ဒီမိုင်တိုင်း115နာကတရေမကတကယ်၆တာတယ်ဗျကျွန်တော်တို့ဒီညအဲ့ဒီနာရောက်ရင်အချိန်မလျှော့ပဲမောင်းပြရအောင်ဖိုးထောင်ကကားပေါ်တက်လာတဲ့ကိုကျော်စွာကိုကြောက်လန့်တကြားနဲ့လှမ်းပြောပါတယ်ကိုကျော်စွာကတော့စတီယာရိုင်းကိုကိုင်ရင်နှာခေါင်းတစ်ချက်ရှုံလိုက်ပါတယ်မင်းကလည်းတယောက်ဆိုင်ထဲကကောင်တွေကကြောက်ချေးပါလို့ရှောက်ပြောတာကိုယုံနေတာပဲကားသမားဆိုတာလမ်းကြောင်းမှန်မှန်ရောက်ဖို့ပဲလိုတာတရေရှိလေငါကားနဲ့တိုက်မောင်းပါဖဲ့ပြီးကဲလီပါနင်းမီအိတ်ချင်အိတ်တော့ကိုကျော်စွာကကားဆက်နိုးပြီးလမ်းမကြီးပေါ်ကိုကားကိုအရှိန်နဲ့မောင်းထွက်လိုက်ပါတော့တယ်ရန်ကုန်ကနေထွက်လာပြီးမိုင်းတိုင်းတွေတစ်ခုပြီးတစ်ခုကြံခဲ့တာနဲ့မျှကောင်းငင်ကမိုးသက်လေပြင်းတွေကျလာပြီးမိုးကတဲတဲမဲမဲရွာသွန်းလာပါတော့တယ်ဝစ်စုံပြေးတုတ်ထားတဲ့ကားဝိုက်ပါတွေကမိုးရေတွေကိုဘဲပြန်ညာပြန်တုံးနေရပါမယ်ရှေလမ်းမကြီးကတော့မိုးရေဇက်တွေကြားထဲမှာဝါတာတာပဲမြင်ရပါတယ်အမြန်လမ်းမကြီးရဲ့ဘေးဝဲရာကတောအုပ်တွေကလည်းမှောင်မိုက်ပြီးခြောက်ချားစရာတစ်ပင်ရိပ်ကြီးတွေဖြစ်ပြောင်းလဲနေပါတယ်အချိန်ကညသကောင်တနာရီခွဲဝန်းကျင်ကိုရောက်လာပါပြီကားတိုင်ခွက်ပေါ်ကမိုင်းတိုင်းအမှတ်တွေကိုဖိုးထောင်တယောက်မျက်တောင်မခတ်တန်းစောက်ကြည့်နေမိပါတယ်မိုင်းတိုင်း100မိုင်တိုင်း105မိုင်တိုင်း110ဆရာနောက်9မိုင်ဆိုရောက်ပြီးဖះဘာမှမရှိပါစေနဲ့ဖိုးထောင်ကဖះစာတွေကိုတိုးတိုးလေးရွတ်ဖတ်ရင်ဘေးကကိုကျော်စွာကိုလှမ်းကြည့်လိုက်ပါတယ်ကိုကျော်စွာကတော့တီငိန်စွာနဲ့ပဲကားကိုမောင်းနှင်နေသေးပါ
ဒါပေမဲ့မိုးကပိုသေးလာပြီးကားမီးရောင်ကရှေ့မီတာအနည်းငယ်အကွာကိုပဲမြင်ရတော့တဲ့အထိလမ်းချိန်တွေကစိုးဝါးလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲအရှိန်နဲ့မောင်းနေနေတဲ့ကားကြီးရဲ့ရှေ့မလှမ်းမကန်းစီကနေထူးဆန်းတဲ့အလင်းရောင်တစ်ခုကိုကိုကျော်စွာရုတ်တရက်သတိပြုမိလိုက်ပါတယ်။ကားကမိုင်တိုင်113ကိုကျော်ပြီးမိုင်တိုင်114တဲ့ကိုဝင်လာခဲ့ပါပြီ။မိုးကလည်းလေပြင်းတွေနဲ့အတူကားမှန်စီကိုဒုံဒုံနဲ့ရိုက်ခတ်နေပြီးလမ်းမကြီးတစ်ခုလုံးရေဖွေးဖွေးထနေပါတယ်။ဖိုးထောင်ကတော့ဖျားစာကိုအတန်ထွက်ပြီးရွတ်နေမိပါတယ်။ကိုကျော်စွာကရှေ့ကိုမျက်စိမှိတ်ပြီးစူးစူးဆိုင်ဆိုင်ကြည့်ရင်ကားအရှိန်ကိုနည်းနည်းလျှော့လိုက်ပါတယ်။ကားရှိမီးကြီးရဲ့အဝါရောင်အလင်းတန်းဟာသဲထန်နေတဲ့မိုးရေဇက်တွေကိုဖြတ်တန်းပြီးလမ်းဘေးဝဲရာကိုဖြာကျနေပါတယ်။အဲ့ဒီအချိန်မှာပဲကားရှိမီတာ90လောက်အကွာလမ်းရဲ့ဘယ်ဘက်ဘေးတင်နေမှာလူရိတ်တစ်ခုတင်နေတာကိုထင်ထင်ရှားရှားမြင်လိုက်ရပါတယ်။ဟင်အဲ့ဒါဘာလဲ။ကိုကျော်စွာအလိုလျောက်ရေရွတ်မိလိုက်ပါတယ်။ကားကြီးရှေ့ကိုတရွေ့ရွေ့တိုးသွားတာနဲ့မျှအဲ့ဒီလူရိတ်ကပိုပြီးထင်ရှားလာပါတယ်။အဲ့ဒါဟာမိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမိုးသေးထန်လာတဲ့လားကွယ်ညာသကောင်ရံကြီးမှာဘယ်သူမှမရှိရမဲ့မြန်လန်းမပြီးမှာသူမဟာတကူတဲ့မတ်တက်ရက်နေတာပါ။ပိုပြီးထူးဆန်းတာကသူမဝစ်စင်ထားတဲ့ဝစ်စုံကသွေးလို့ရဲနေတဲ့အနီရောင်ကိုကျက်အင်ကြီးနဲ့လုံချီဖြစ်ပြီးလက်ထဲမှာတော့အနီရောင်ထီးလေးတစ်ချောင်းကိုစောင်းထားပါတယ်။ဆရာကျော်စွာအဲ့ဒါသူပဲသူတို့ပြောတဲ့ထီးနီဆောင်တဲ့မိန်းမပဲမရမ်းနဲ့တော့ဆရာတိုင်မောင်းချပြလိုက်တော့ဖိုးထောင်ကကားတိုင်ခွက်ကိုအတင်းစောက်ကင်ရင်အော်ဟစ်ပါတော့တယ်မိုးရေတွေကြားထဲမှာပဲအဲ့ဒီအနီရောင်ဝစ်ဆောင်တဲ့မိန်းကလေးကကာမီရောင်အောက်ကိုဖြည်းဖြည်းချင်းမျက်နှာမူလာပါတယ်ဖြူရောက်နေတဲ့သူမရဲ့မျက်နှာပေါ်မှာနှာခမ်းကြီးရဲရဲတွေကထင်ရှားလွန်းနေပြီးကားကြီးနီးကပ်လာတာနဲ့အမျှသူမကလမ်းလေခေါင်းဘက်ကိုတလန်းချင်းတိုးထွက်လာပြီးညာဘက်လက်ကလေးကိုမြောက်ကကားကိုရပ်ဖို့လှမ်းတားလိုက်ပါတော့တယ်ဆရာမရက်နဲ့လို့ပြောနေတာကိုလေးပါဦးသာအကုန်နင်းပြီးမောင်းချပစ်လိုက်တော့ဗျာဖိုးထောင်ကကားတကားဘေးကလက်ကင်ကွင်းကိုအတင်းဆွဲပြီးလူပါတုံကြီးကအော်ဟစ်နေပါတယ်ဒါပေမဲ့ကိုကျော်စွာရဲ့မျက်လုံးတွေကတော့ရှေ့ကမိန်းကလေးစီကနေလုံးဝမခွာပါဘူးကာမီအောင်အောက်မှာမိုးရေတွေတွင်တွင်ဆိုးရွှဲနေပြီးတကူလုံးတုံရင်နေတဲ့အဲ့ဒီမိန်းကလေးကိုကြည့်ပြီးကိုကျော်စွာရဲ့စိတ်ထဲမှာဂီယူနာစိတ်ကဖြတ်ခနဲဝင်လာပါတယ်။သူမရဲ့မျက်နှာလေးကအားငယ်တောင်းပန်နေတဲ့ပုံစံမျိုးဖြစ်နေပြီးလမ်းလေကောင်နာအထိတိုးဝင်လာတာမို့ကားကိုအရှိန်နဲ့ဆက်မောင်းရင်တိုင်းမီတော့မဲ့အခြေအနေပါ။ကိုကျော်စွာကဒေါသတကြီးနဲ့ဖိုးထောင်ကိုလှမ်းអော်လိုက်ပါတယ်။တိတ်ဆန်းဖိုးထောင်မင်းကလည်းကြောက်တာနဲ့ပဲလူတယောက်လုံးလမ်းလေကောင်မှရမ်းနေတာကိုတိုက်တက်ရမလား။တရေဆိုတာမရှိဘူးလို့ငါပြောထားတယ်မဟုတ်လားလမ်းမှာကားတစ်စီးစီးပြက်လို့ဒုက္ခရောက်နေတဲ့မိန်းကလေးဖြစ်မှာပေါ့ကိုကျော်စွာကပြောဆူဆူနဲ့ပဲဗရိတ်ချင်နှင်းကိုအားကုန်နင်းလိုက်ပါတယ်ကျွေကနေအတန်ပြင်းကြီးနဲ့အတူကုံကားကြီးဟာလမ်းမပေါ်မှာရိန်းထိုးသွားပြီးအနီအောင်ဝစ်စုံတဲ့မိန်းကလေးရဲ့ရှေ့ခြေလမ်းအနှဲငယ်အကွာမှာတင်ထိုးရက်သွားပါတော့တယ်ကားရှိန်တေသွားတာနဲ့ကိုကျော်စွာကဘေးမှန်ကိုချလိုက်ပြီးကားကောင်းခန်းထဲကနေခန္ဓာကိုယ်ကိုအပြင်းနဲ့ထုတ်ကာလမ်းအော်မေးလိုက်ပါတယ်ညီမလေးဘာဖြစ်လို့လဲဒီချိန်ကြီးမိုးတဲ့ရေတဲ့ဘာလုပ်နေရလဲထင်းနီဆောင်ထားတဲ့မိန်းကလေးကချက်ချင်းပြန်မဖြေပါဘူးသူမကကိုကျော်စွာကိုကြည့်ပြီးခေါင်းလေးကိုအသာငုံကကားနဘေးကိုတရွေ့ရွေ့ရှောက်လာပါတယ်ပြီးတော့ကားတကားကိုလက်နဲ့လာကမ်းပြီးတိုးညင်းအေးဆက်တဲ့အတန်လေးနဲ့ပြောပါတယ်အကိုညီမအရှိန်နာထီလိုက်ချင်လို့ပါတင်ခေါ်သွားပေးလို့ရမလားရှင်သူမရဲ့အတန်ကအေးဆက်ဆက်နိုင်လာပြီမဲ့တာယာလွန်လာပါတယ်ဖိုးထောင်ကတော့ကိုကျော်စွာရဲ့အင်ကြီးစာကိုနောက်ကနေအတင်းဆွဲပြီးခေါင်းကိုတရဆက်ခါရမ်းနေပါတယ်ဒါပေမဲ့ကိုကျော်စွာကတော့ဖိုးထောင်ရဲ့တားမြစ်ချက်ကိုဂယူးမဆိုင်တော့ပဲတကားချက်ကိုဖြုတ်ပေးလိုက်ပြီးကားပေါ်တက်ဖို့ခွင့်ပြုလိုက်ပါတော့တယ်ကြောက်ကနေတန်တဲ့တူကားတကားပွင့်သွားပြီးအနီရောင်ဝစ်စုံတဲ့မိန်းကလေးဟာကားကောင်းခန်းထဲကိုတက်လှမ်းချင်းတက်လာခဲ့ပါတယ်ထူးဆန်းတာကမိုးရေတွေဒီလောက်တဲကြီးမဲကြီးရွာနေတာတောင်သူမရဲ့ဝစ်စုံနဲ့ထီးနီလေးပေါ်မှာမိုးရေဇက်တွေကန့်ညိနေတာမျိုးမရှိပဲခြောက်တွေ့နေသလိုပါပဲကျေးဇူးတင်ပါတယ်အကိုသူမကကားမောင်းသူခုံရဲ့အနောက်ဘက်ကခီးသည်တွေအိတ်ဆက်နားနေဖို့လှုပ်ထားတဲ့အနောက်ခန်းခုံအလို့စီကိုတိုးဝင်ပြီးငိမ်သက်စွာထိုင်လိုက်ပါတယ်လက်ထဲကထင်းနီလေးကိုတော့ဘေးမှာအသာချထားလိုက်တာပေါ့ကိုကျော်စွာကကားတကားကိုပြန်ပိတ်ပြီးကားကိုအရှိန်နဲ့ပြန်မောင်းထွက်လိုက်ပါတယ်ကားကြီးရှေ့ကိုပြန်ရွေ့လျားသွားတာနဲ့အမျှကားကောင်းခန်းတစ်ခုလုံးမှာထူးဆန်းတဲ့အနန္တတစ်ခုစတင်လွှမ်းမိုးလာပါတယ်
အဲ့ဒါဟာအမျိုးသမီးသုံးရေမွေးနှံ့လို့ဆွဲဆောင်မှုရှိတဲ့ပန်းရနံတစ်ခုဖြစ်ပေမဲ့အချိန်နှဲငယ်ကြာလာတာနဲ့မျှအဲ့ဒီအနံ့ဟာလူသေးကောင်ဒါမှမဟုတ်ပုတ်စော်နံနဲ့အသားညီနံလိုမျိုးအေးဆက်ဆက်အနံ့ဆိုးတစ်ခုအဖြစ်တဖြည်းဖြည်းပြောင်းလဲလို့လာပါတယ်ဖိုးထောင်ကတော့တကူလုံးတုံရီနေပြီးကာကောင်းခန်းရဲ့ညာဘက်ထောင်စုံကိုအတင်းကတ်ထိုင်ကအနောက်ကိုလုံးဝလှည့်မကြည့်ရတော့ပါဘူးကိုကျော်စွာကိုတိုင်လည်းစိတ်ထဲမှာတမျိုးကြီးဖြစ်လာတာမို့ပတ်ဝန်းကျင်အခြေအနေကိုပြောင်းလဲဖို့အနောက်ကိုလှမ်းစကားဆလိုက်ပါတယ်ညီမလေးနေစမ်းမအောင်ညီမကဒီအမြန်လမ်းပေါ်မှာဘာလုပ်နေရလဲညာကြီးမင်းကြီးမင်းကလေးတယောက်တည်းအန်ရများလာကြည်လားအိမ်ကဘယ်နားမှာလဲကိုကျော်စွာရဲ့မိကွန်းကြောင့်အနောက်ခန်းကမင်းကလေးစီကနေချက်ချင်းစကားတန်ထွက်မလာပါဘူးခဏကြာမှ6ကက်ကက်နဲ့အသက်ရှူတန်မပါတဲ့မဲပြုံးရေတန်တက်တက်လေးတစ်ခုထွက်ပေါ်လာပါတယ်ညီမအိမ်ကဒီလမ်းမကြီးပေါ်မှာပဲရှိတာပါအကိုညီမကိုမျှော်နေတဲ့သူတယောက်ရှိလို့တွားရှာမလို့ပါသူမရဲ့အဖြေစကားကကိုကျော်စွာရဲ့ကြောပြင်ကိုစိတ်ငနဲ့အေးဆက်သွားစေပါတယ်ကာမိုမီလင်းဖြော့ဖြော့အောက်မှာအနောက်ကနေထွက်ပေါ်လာတဲ့သူမရဲ့မဲ့ပြုံးဟာပုံမှန်လူတယောက်ရဲ့အပြုံးမျိုးမဟုတ်ပဲသွေးအေးလှည့်စားလွန်းတဲ့အရေးရောင်တွေပြည့်နှက်နေပါတော့တယ်မင်းကလေးရဲ့အေးဆက်ဆက်စကားတန်အဆုံးမှာကားကောင်းခန်းထဲမှာလေထုကရုတ်တရက်အောက်ဆီဂျင်ပြတ်လတ်သွားသလိုမွန်းကျလာပါတယ်ကိုကျော်စွာဟာစိတ်ထဲကမလုံးမလဲဖြစ်မှုကိုဖျောက်ဖျက်ဖို့အတွက်တတွေးတစ်ချက်ကိုအနိုင်နိုင်မျိုးချလိုက်ရပါတယ်။အော်ဟုတ်လားကိုကျော်စွာဘာပြန်ပြောရမှန်းမသိပဲရှေ့လမ်းမကြီးကိုသာစိုက်ကြည့်ရင်ကားကိုမောင်းနေမိပါတယ်။ဒါပေမဲ့သူ့ရဲ့အစီအစဉ်ကတော့ကားနောက်ခန်းကမိန်းကလေးစီကနေခွာလို့မရတော့ပါဘူး။သူမဘာလုပ်နေလဲဆိုတာကိုသိကျင်တဲ့စူးစမ်းစိတ်နဲ့အတူကိုကျော်စွာရဲ့မျက်လုံးတွေဟာကားကောင်းခန်းအပေါ်ကနောက်ကြည့်မှန်စီကိုအမှတ်မထင်ရောက်ရှိသွားခဲ့ပါတယ်။မိခိုးရောင်ကားမှန်ပြင်ပေါ်မှာအနောက်ခန်းကမိန်းကလေးရဲ့ပုံရိပ်ကထင်ထင်ရှားရှားကြီးပေါ်လာပါတယ်။ဗုဒ္ဓကိုကျော်စွာရဲ့ရှင်နဲ့ဒိန်းကနေဖြစ်သွားပြီးစီယာတိုင်းကိုကင်ထားတဲ့လက်တွေကဇက်ဇက်တုံသွားပါတယ်။နောက်ကြည့်မှန်ထဲမှာမြင်နေရတဲ့မိန်းကလေးဟာခုနကကားအောက်မှာတွေ့ခဲ့တဲ့လှပချောမောတဲ့မိန်းမလှလေးမဟုတ်တော့ပါဘူး။သူမရဲ့ဝတ်စုံနီနီကတော့အတူတူပဲဖြစ်ပေမဲ့အင်ကြီးပေါ်မှာသွေးကွက်အမဲကြီးတွေကရွှဲနစ်လိုနေပါတယ်။ပိုပြီးထိတ်လန့်စရာကောင်းတာကသူမရဲ့မျက်နှာပါ။သူမရဲ့ညာဘက်မျက်နှာတစ်ချမ်းကအရေပြားတွေကဒစားကြီးရှော့ကျပြတ်ထွက်နေပြီးအသားစားတွေကအောက်ကိုတွဲလောင်းကျနေပါတယ်။ညာဘက်မျက်လုံးတစ်ဖက်ကလည်းအပြင်ကိုပြုတ်ထွက်မတတ်သွေးအိုင်ထဲမှာနစ်နေပြီးကျန်တဲ့ဘယ်ဘက်မျက်လုံးအိမ်အနက်ကြီးတဲ့ကနေကိုကျော်စွာကိုသွေးအေးအေးနဲ့စိုက်ကြည့်နေတာပါသူမရဲ့နှကန်းဤရဲရဲတွေကြားကနေသွေးတွေကမေးစေးအထိတသွင်းသွင်းစီးကြလာပြီးကိုကျော်စွာကိုကြည့်ကပါဇက်ကြီးကိုနရွက်အထိဖျဲပြီးကားကောင်းကန်းတစ်ခုလုံးဟိန်းသွားအောင်တဟားဟားနဲ့အော်ရလိုက်ပါတော့တယ်ဆရာတရေမဗျာဘေးကဖိုးထောင်ကတော့နောက်ကိုလှည့်မကြည့်ပေမဲ့မှန်သေးကအရှိန်နဲ့တရေမရဲ့အော်ရဲတန်းကြောင့်အော်ဟစ်ငိုယိုပြီးကျမ်းမြင့်ပေါ်ကိုခေါင်းထိုးဆင်းကဇက်ဇက်တုံကြောက်လန့်နေပါတော့တယ်။ဝိုင်းရင်ကာသမားကြီးကိုကျော်စွာတယောက်လည်းဘဝမှာပထမဆုံးချိန်မြဝါထင်တင်ကြုံလိုက်ရတဲ့သွေးပြက်စရာမြင်ကွင်းကြောင့်တကူလုံးသွေးဆုပ်ဖြူရောသွားပြီးဘာလို့ရမှမသိဖြစ်သွားပါတော့တယ်။တရေမရဲ့6ချားပွဲရာရေမောတန်ဟာကာကောင်းကန်ကျင်းချင်းလေးထဲမှာပိတ်တင်ထပ်လို့နေပါတယ်။ကိုကျော်စွာဟာကြောက်စိတ်ကိုဒေါသအဖြစ်ပြောင်းလဲလိုက်ပြီးဗုဒ္ဓလို့အော်ဟစ်ရွဖတ်ရင်လီပါကိုအားကုန်နင်းချလိုက်ပါတော့တယ်။ကုံကားကြီးဟာညင်မောင်မိုက်ထဲမှာမုံတိုင်းတစ်ခုလိုလမ်းမကြီးအတိုင်းအရှိန်ပြင်းစွာပြေးထွက်သွားပါတယ်။ကိုကျော်စွာရဲ့စိတ်ထဲမှာတော့ဒီမိစ္ဆာကောင်ကြီးစီကနေအဝေးဆုံးကိုပြေးုံမှတပါတခြားမရှိတော့ပါဘူး။ကားအရှိန်ပြတိုင်ခွက်ဟာမိုင်80မိုင်90မိုင်100အထိတက်လာပါတယ်။ဒါပေမဲ့စမ်းကြဲလှတာကကားကဒီလောက်အရှိန်နဲ့မောင်းနေတာတော့လမ်းဘေးကမိုင်တွေကိုကြည့်လိုက်ရင်တော့မိုင်တိုင်းအမှတ်115ဆိုတာကြီးပဲကားမှန်အပြင်ဘက်မှာထက်ခါပေါ်လာတာပါကားကရှေ့ကိုတိုးမသွားပဲတနေရာထဲမှာတင်ပိတ်မိနေတယ်လို့မျိုးဖြစ်နေပါတယ်ဟင်ဘာဖြစ်တာလဲအရှိကိုမရောက်တော့ဘူးကိုကျော်စွာအော်ဟစ်လိုက်စင်မှာပဲဝူးကနေအတန်နဲ့တူကားကောင်းခန်းတွေကမီးလုံးလေးတွေမိတ်တုတ်ဖြစ်သွားပြီးကားအင်ဂျင်ဆက်ကတောက်ခနဲတည်သွားပါတော့တယ်အရှိန်နဲ့သွားနေတဲ့ကားကြီးဟာလမ်းလေကောင်းမှရင်ဗရိတ်အုပ်စရာမလိုပဲငြိမ်သက်စွာရပ်တန့်သွားခဲ့ပါပြီမိုးရေဇက်တွေကကားခေါင်မိုးပေါ်ရိုက်ခတ်အတန်ကလွဲလို့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်
ကိုကျော်စွာကကားဆက်ကိုပြန်နှိုးဖို့တော့ကိုအတင်းလိန်ပေမဲ့ကားဆက်ကလုံးဝနိုးမလာတော့ပါဘူးဖုန်းကိုထုတ်ပြီးအကူအညီလှမ်းတောင်းမှုကြည့်လိုက်တော့လေ no service ဆိုတဲ့စာသားနဲ့အတူဖုန်းလိုင်းတွေအကုန်ပြတ်တောက်နေပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ခန်းကနေအေးဆက်ဆက်အသက်ရှူတန်ပြင်းပြင်းကြီးတစ်ခုနဲ့အတူသွေးညှိနှမ်းတွေကကိုကျော်စွာတို့ရဲ့လေပင်သားအထိတိုးဝေးရောက်ရှိလာပါတော့တယ်ကားဆက်ကလည်းတေးဖုန်းလိုင်းကလည်းပြတ်တောက်သွားတဲ့ထိုတိတ်ဆိတ်မှုကြီးထဲမှာအနောက်ခန်းစီကနေရှိုက်ကြီးတငင်ငိုကြွေးတန်တကူစတင်ထွက်ပေါ်လာပါတယ်။အဲ့ဒီငိုတန်ကစောစောကကြောက်စရာကောင်းတဲ့အော်ရဲတန်မျိုးမဟုတ်ပဲရှင်နစ်အောင်ခံစားရတဲ့မိန်းကလေးတစ်ယောက်ရဲ့တောကမီးတောင်ငိုရှိုက်တန်မျိုးပါ။အခုတို့ညီမကိုဘာလို့ဒီလောက်တောင်ကြောက်နေကြတာလဲ။တရေမရဲ့တိုးညင်းလာတဲ့စကားတန်အဆုံးမှာကိုကျော်စွာနဲ့ဖိုးထောင်တို့ရဲ့မျက်စိရှိကမှောင်မိုက်နေတဲ့အမြန်လမ်းမကြီးဟာဝါတာတာဖြစ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးဖြည်းဖြည်းချင်းပြောင်းလဲသွားပါတော့တယ်။သူတို့နှစ်ယောက်စလုံးဟာကားပေါ်မှာပဲရှိနေစေဖြစ်ပေမဲ့ရွေလျားလို့မရပဲအတိတ်ကာလတစ်ခုရဲ့မြင်ကွင်းထဲကိုစိတ်အာရုံတွေပိတ်မိပြီးရောက်ရှိသွားကြတာပါ။ပတ်ဝန်းကျင်မြင်ကွင်းကလွန်ခဲ့တဲ့9နှစ်ကအမြန်လမ်းမကြီးရဲ့ညာတညာဖြစ်သွားပါတယ်။မိုင်းတိုင်း115အနီးမှာအခုလိုပဲမိုးတွေတဲတဲမဲမဲရွာသွန်းနေတာပါလမ်းဘေးကဆိုင်ကန်းအဆိုလေးတစ်ခုရဲ့အမိုးအောက်မှာမိန်းကလေးတစ်ယောက်မိုးခိုရင်လမ်းသွားလမ်းလာကားတွေကိုစောင့်မျှော်နေပါတယ်အဲ့ဒါဟာမနှင်းနွယ်ခေါ်အသက်ရှိစဉ်ဘဝကတရေမရဲ့ပုံရိပ်စစ်ပဲဖြစ်ပါတယ်သူမရဲ့ဝတ်စုံကအခုလိုသွေးဆုံးမနေပဲတရက်လှပတဲ့ကိုကျက်အင်ကြီးအနီအောင်လေးပါမိသားစုစားဝင်နေရင်နဲ့နာမကျန်းဖြစ်နေတဲ့မိခင်အိုကြီးရဲ့ဆေးဘိုးဝါခအတွက်အမြန်လမ်းဘေးကကားသမားတွေကိုမိကိုပြီးအောက်ခြေဘဝကနေရုံးကန်နေရတဲ့မိန်းကလေးတအူးပါဒီညတော့ဆေးဘိုးလေးရပါစေတော့ဖေ။မနှင်းတွေတယောက်ချမ်းချမ်းစီစီနဲ့ဆူတောင်းနေစင်မှာပဲမိုးရဲရေတဲကနေကုံကားအုပ်ကြီးတစ်စီးဟာမိုင်းတိုင်း115အနီးကိုတရွေ့ရွေ့နဲ့မောင်းနှင်ဝင်ရောက်လာပါတော့တယ်။အဲ့ဒီကားကြီးရဲ့ရှေ့မီးရောင်အောက်မှာမနှင်းတွေကမျောလင်းချက်အပြည့်နဲ့ထီးနီအောင်လေးကိုစောင်းပြီးလမ်းဘေးကနေလက်ပြတားလိုက်ပုံကိုကျော်စွာတို့နှစ်ယောက်ဝိညာဉ်အာယုံနဲ့ထိုင်ကြည့်နေမိပါတော့တယ်။မိုးသေးထဲမှာထိုးရက်သွားတဲ့ကုံကားအိုကြီးပေါ်ကနေအသက်50ဝန်းကျင်မျက်နှာမှာအမာရွတ်တဲ့လူတစ်ယောက်ဆင်းလာပါတယ်။အဲ့ဒါဟာတခြားသူမဟုတ်ပဲကိုကျော်စွာတို့ကားသမားလောကတွေကအားလုံးသိကြတဲ့ဝါရင်ကားသမားအိုကြီးဦးလှမောင်ဖြစ်နေတာကိုကျော်စွာအံ့ဩတုန်လှုပ်စွာမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီညကဦးလှမောင်ဟာအရက်တွေအလွန်ကျွံတောက်ထားပြီးအသီးစိတ်တွေလွတ်နေတဲ့ပုံစံမှာမနှင်းတွေကမျောလင်းချက်အပြည့်နဲ့ကားနားကိုကတ်သွားပြီးဦးလှမောင်နဲ့အတူကားပေါ်ကိုလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ကားကောင်းခန်းထဲကနေငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြင်းထန်တဲ့စကားများတဲ့တွေထွက်ပေါ်လာပါတော့တယ်။ရှင်ကျမကိုဒီလောက်ပဲပေးလို့မရဘူးလေဦးလေး။ကျမအမေစေးဖို့အတွက်အရေးတကြီးလိုလို့ပါဆို။ကြိုပြောထားတဲ့အတိုင်းပဲပေးပါ။အာကျဲလှကြည့်လားကောင်းမ။ညီလိုလမ်းမေးမိန်းမကငါပေးသလောက်ယူရမှာပေါ့။လာစကားမများနဲ့။ဦးလှမောင်ကမနှင်းတွေကိုရိုက်နှက်ပြီးအတင်းအာဓမပြုတ်ကျမှုစူးစမ်းပါတယ်။မနှင်းတွေကရုံးကန်ပြီးဦးလှမောင်ရဲ့လက်ကိုကိုက်ပစ်လိုက်တဲ့အခါမှာတော့တရိษံတကောင်လိုစိတ်ရိုင်းဝင်သွားတဲ့ဦးလှမောင်ကကားပေါ်ကအသင်းရှိနေတဲ့တန်တုတ်ကြီးကိုယူပြီးမနှင်းတွေရဲ့ခေါင်းကိုရက်ရက်ဆက်ဆက်ရိုက်ချလိုက်ပါတော့တယ်။ကျဲလောင်လာတဲ့အော်ဟစ်တန်နဲ့အတူမနှင်းတွေတယောက်ကားပေါ်ကနေလမ်းဘေးမြောင်းတဲ့ကိုသွေးရိုင်တဲ့လဲကျသွားခဲ့ပါတယ်။သူမအသက်မသေးသေးပဲမြောင်းထဲမှာတုံရီပြီးအသက်ငင်နေသေးပါ။ဒါပေမဲ့ဦးလှမောင်ကလူမိမှာကြောက်လို့ကားပေါ်ပြန်တက်ပြီးကားဆက်နှိုးကလမ်းဘေးမြောင်းတွေကမနှင်းတွေရဲ့ခန္ဓာကိုယ်ပေါ်ကိုကားဘိန်းကြီးတွေနဲ့ရက်ရက်ဆက်ဆက်တက်ကြိတ်ပြီးမောင်းထွက်သွားပါတော့တယ်။မိုးရီတွေနဲ့အတူသွေးတွေချောင်းစီးသွားပြီးမနှင်းတွေရဲ့အသက်မဲ့သွားတဲ့ခန္ဓာကိုယ်လေးဟာမိုင်းတိုင်း115အနီးကမြောင်းပုတ်ကြီးထဲမှာတနာစပွဲကြံရိပ်ခဲ့ပုံကိုကျော်စွာနဲ့ဖိုးထောင်တို့မျက်ဝါးထင်ထင်မြင်လိုက်ရပါတော့တယ်။ရက်ဆက်လွန်လာတဲ့အတိတ်ကလူသတ်မှုမြင်ကွင်းကြီးဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးတဲ့နောက်ကိုကျော်စွာနဲ့ဖိုးထောင်တို့ရဲ့စိတ်အာရုံတွေဟာလက်ရှိမှောင်မိုက်နေတဲ့ကားကောင်းခန်းထဲကိုပြန်လည်ရောက်ရှိလာပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားပေမဲ့ကားနောက်ခန်းကထွက်ပေါ်နေတဲ့တရေမရဲ့ငိုရှိုက်တန်ကတော့ရပ်မသွားပါဘူး။အကူတို့မြင်ခဲ့ရပြီမဟုတ်လား။မနှင်းတွေရဲ့ဝိညာဉ်ဟာငိုနေရာကနေရုတ်တရက်အတန်ကြီးပြောင်းသွားပြီးနာကြီးချက်တွေပြိနှက်နေတဲ့လေတံနဲ့ဆက်ပြောပါတယ်။ကျမဘာပြစ်လုပ်ခဲ့လို့လဲ။ကျ
ကျမအမေဆေးဖို့အတွက်ရှာဖွေနေတဲ့အောက်ခြေဘဝကမိန်းကလေးတယောက်ကိုအဲ့ဒီကားသမားကြီးကရဲဆက်ဆက်တပ်ပစ်ခဲ့တာကျမတည်သွားတဲ့အချိန်မှာအမျှပေးဝင်မဲ့သူလည်းမရှိဘူးကျမအလောင်းကိုလည်းဘယ်သူမှမတွေ့ပဲဒီလမ်းဘေးမြောင်းထဲမှာတင်ပုတ်ဆက်ပြီးအယိုးစုဖြစ်သွားခဲ့ရတာသူမရဲ့စကားကြောင့်ကိုကျော်စွာဟာရှင်ထဲမှာထိတ်လန့်ယုံနေမှာကပဲတနာစိတ်ပါတွန်းတွဲပြီးဝင်လာပါတယ်မနှင်းတွေကကားနောက်ခန်းကနေထိုင်နေရာကထားရက်လိုက်ပြီးကိုကျော်စွာတို့ရဲ့ပခုံးကိုသူမရဲ့အေးဆက်လာတဲ့လက်သေးရှည်ကြီးတွေနဲ့လာရောက်ဆုပ်ကန်လိုက်ပါတယ်ကျမကိုတတ်ခဲ့တဲ့သူကကားသမားအဲ့ဒီနေ့ကစပြီးဒီလမ်းပေါ်ဖြတ်မောင်းတဲ့ကားသမားမှန်သမျှကိုကျမမုန်းတယ်ကျမကိုတတ်တဲ့သူကိုပြန်ရှာဖို့အတွက်ကားသမားတိုင်းပေါ်ကျမရန်ညှိုးဖွဲ့ခဲ့တာခရီးသည်တွေပါလာတဲ့ကားကြီးတွေကိုတော့ကျမအန္တရာယ်မပေးပါဘူးဒါပေမဲ့ညဘက်ကုန်ကားသမားတွေတစ်ယောက်စနှစ်ယောက်စမောင်းလာရင်တော့ကျမကိုတတ်တဲ့သူအမှတ်နဲ့ကားမောက်အောင်လုပ်ပြီးအသက်ကိုယူပစ်ခဲ့တာသူမရဲ့လက်ဖွားပြင်အေးဆက်ဆက်ကြီးတွေကကိုကျော်စွာရဲ့လေပင်စီကိုတရွရွတိုးကပ်လာပါတယ်မျက်လုံးအိမ်အနက်ကြီးတဲ့ကနေသွေးမြက်ရည်တွေစီးကြရင်သူမကညှိုးငယ်နေရာကနေရက်ဆက်တဲ့မိစ္ဆာရုပ်သွင်းပြောင်းကလက်ကိုအားနဲ့ညှစ်ဖို့ပြင်လိုက်ပါတော့တယ်ကျမခံစားခဲ့ရသလိုခမည်းတော်လည်းခံစားကြရမယ်မနှင်းတွေရဲ့စူးရှာခါးသီးလွန်းတဲ့အော်ဟစ်တန်ကြီးနဲ့အတူသူမရဲ့အေးဆက်ဆက်လက်ဝါးကြီးတွေကကိုကျော်စွာရဲ့လေပင်ကိုအားကုန်ညှစ်ချလိုက်ပါတော့တယ်ကိုကျော်စွာဟာအသက်ရှူရကြက်လာပြီးမျက်နှာတစ်ခုလုံးနီးမြန်းလာပါတယ်ဝိညာဉ်တယောက်ရဲ့လက်ချက်မို့လို့လူတယောက်လုံးလေထဲကိုအနှဲငယ်ကြွားတက်မတက်အင်အားကပြင်းထန်လာပါတယ်ဆရာကျော်စွာဘေးကဖိုးထောင်ဟာကြောက်လန့်တကြားနဲ့ကားတကားကိုတွန်းဖွင့်ပြီးအပြင်ကိုဆင်းပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ကားတကားချက်တွေကအလိုလျောက်တော့ခတ်ပိတ်နေပြီးလုံးဝဖွင့်လို့မရတော့ပါဘူးကားမှန်တွေပေါ်မှာလည်းသွေးကွက်တွေကအလိုလိုအပြင်ကနေစီးကျလာပြီးကားကောင်းကန်တစ်ခုလုံးဟာသေမင်းရဲ့ကဘာတစ်ခုလိုဖြစ်နေပါတယ်ကိုကျော်စွာဟာလေပင်ကိုအညစ်ခံထားရရင်ကနေစီယာတိုင်းဘောကဖျားပုံတော်ကိုမျက်လုံးပြူပြီးလှမ်းကြည့်လိုက်ပါတယ်စိတ်ထဲမှာတော့တေဘေးကလွတ်မြောက်ဖို့အတွက်အသေးအတန်ရုန်းကန်နေရတာပါမနှင်းတွေနေအောင်ကိုကျော်စွာကအသက်ကိုလူရှူရင်အတန်ကိုအနိုင်နိုင်ညှစ်ထုတ်ပြီးပြောလိုက်ပါတယ်ငါတို့ကညီကိုတတ်ခဲ့တဲ့သူမဟုတ်ဘူးငါ့ကိုတတ်လဲညီရဲ့နာကြီးချက်တွေကပြီးတော့မှမဟုတ်ဘူးသူ့ရဲ့စကားကြောင့်မနှင်းတွေရဲ့လက်တွေကအနှဲငယ်လျော့သွားပေမဲ့မျက်နှာကြီးကိုကိုကျော်စွာရဲ့မျက်နှာနာအထိတိုးကပ်ပြီးသွေးစိမ်းရှင်ထွက်နေတဲ့မျက်လုံးကြီးနဲ့စိုက်ကြီးကဟင်းဟောက်လိုက်ပါတော့တယ်မဟုတ်ဘူးကားသမားတွေအားလုံးကအတူတူပဲအားလုံးကရက်ဆက်တက်ကြတာပဲခမည်းတော်ကိုတတ်ပြီးမှကျမတရက်ခန့်ကိုဆက်ရှာမယ်သူမကကားကောင်းခန်းတွေကလေထုကိုပုံမအိဆအောင်လှုပ်လိုက်ပြီးကိုကျော်စွာရဲ့အသက်ဝိညာဉ်ကိုအပီးတိုင်နှုတ်ယူဖို့လက်ကိုပြန်လဲအားထည့်လိုက်ပါတော့တယ်မနှင်းတွေရဲ့လက်သေးရှည်ကြီးတွေကကိုကျော်စွာရဲ့လေပင်သားတွေကိုစိုက်ဝင်မတက်အားဆိုင်လာတဲ့အတွက်ကိုကျော်စွာတယောက်မျက်လုံးတွေပြဝေလာပြီးတတိလစ်တော့မဲ့အခြေအနေကိုရောက်လာပါတယ်။ဒါပေမဲ့ဝါရင်ကားသမားပြီးစိတ်ကိုအတင်းစုစည်းပြီးမျက်စိကိုမိတ်လက်အုပ်ကိုအနိုင်နိုင်မြောက်ကဖျားကုံတော်တွေကိုစိတ်ထဲကနေအာကိုတကြီးရွတ်ဆိုလိုက်ပါတော့တယ်။ကိုကျော်စွာရဲ့နှုတ်ကနေဖျားစာတန်ထွက်လာတာနဲ့အမျှကားကောင်းခန်းထဲမှာရှိနေတဲ့ညော်နှံ့တွေနဲ့အေးဓာတ်တွေဟာရုတ်တရက်ဖြတ်ခနဲလျော့ကျသွားပါတယ်။မနှင်းတွေရဲ့ဝိညာဉ်ဟာဖျားစာအတန်ကြောင့်လမ်းဖြန့်သွားပြီးကိုကျော်စွာရဲ့လေပင်ကိုလှုပ်ကာအနောက်ခန်းစီကိုနောက်ဆုတ်သွားပါတယ်။သူမဟာနားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီးနာကျင်စွာအော်ဟစ်နေတာပါ။ကိုကျော်စွာကတော့လေပင်ကိုအုပ်ပြီးတဟို့ဟို့နဲ့ချောင်းဆိုရင်အသက်ကိုလူရှူရပါတယ်။ပြီးတော့စိတ်ကိုအတီးငိမ်ဆုံးထားလိုက်ပြီးအနောက်ခန်းကမနှင်းတွေကိုကြည့်ကမေတ္တာရှေ့ထားပြီးစကားဆိုလိုက်ပါတယ်။မနှင်းတွေညီခံစားခဲ့ရတဲ့ဒုက္ခတွေကိုငါနဲ့ငါတပည့်မြောက်ဝါထင်ထင်မြင်ခဲ့ရပါပြီ။ညီတကယ်တနာစရာကောင်းပါတယ်။ဒါပေမဲ့အပြစ်မရှိတဲ့ငါတို့ကိုတတ်ရင်ညီလည်းငရဲကြည့်အောင်မယ်။ငါတို့ကညီကိုတတ်ခဲ့တဲ့သူမဟုတ်ဘူး။ငါကတိပေးပါတယ်။ဒီလမ်းအကြောင်းကအပြန်60ကိုရောက်တာနဲ့ညီအတွက်ရည်စူးပြီးတန်ဃာတော်တွေကိုစွန့်ကြွေအမျှဝေပေးပါမယ်။ညီရဲ့နာကျင်မှုတွေကိုမေတ္တာတန်းနဲ့ပဲအေးငြိမ်းပါတော့ညီမလေးရာကိုကျော်စွာရဲ့ရိုးသားပြီးဂယုဏပြည့်ရှိတဲ့စကားတန်ကြောင့်မနှင်းတွေရဲ့အော်ဟစ်တန်ဟာတဖြည်းဖြည်းတိတ်ကျသွားပါတယ်။
သူမရဲ့သွေးပြက်စရာမျက်နှာကြီးဟာလည်းမြစ်တာဓာတ်ရဲ့အစွမ်းကြောင့်ထူးဆန်းစွာပဲအသားရည်တွေပြန်လဲဖိပြိုးလာပြီးအစောပိုင်းကတွေးခဲ့ရတဲ့ဆွေးမြေ့လှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံစံကိုပြန်လဲရောက်ရှိသွားပါတော့တယ်။သူမဟာကိုကျော်စွာကိုကြည့်ပြီးမျက်ရည်တွေတက်သွင်းသွင်းစီးကျလာပါတော့တယ်။မနှင်းတွေရဲ့ဝိညာဉ်ဟာငိုရှိုက်နေရင်ကနေကိုကျော်စွာကိုစိုက်ကြည့်နေပါတယ်။သူမရဲ့မျက်ဝန်းတွေထဲမှာအရင်ကလိုသွေးအေးတဲ့လူသက်လူစိတ်တွေမရှိတော့ပဲနာကျင်ကြေကွဲမှုတွေနဲ့အာကိုရာရှာနေတဲ့အရေးရောင်တွေပဲကြံပါတော့တယ်။အကိုကတကယ်ပဲကျမအတွက်အမျှဝေပေးမှလားယင်။ကျမဒီလမ်းမကြီးပေါ်မှာပိတ်မိပြီးအေးဆက်မှောင်မိုက်လွန်းတဲ့ဒုက္ခတွေကိုခံစားနေရတာ9နှစ်ရှိပြီ။ဘယ်သူမှလည်းကျမကိုတနာပြီးအမျှမဝေကြဘူး။အေးပါငါတကယ်ကတိပေးပါတယ်။ငါစကားကိုရှုံပါညီမလေးရဲ့။ပြီးတော့ညီကိုတတ်ခဲ့တဲ့ဦးလာမောင်ဆိုတဲ့လူကြီးကိုလည်းငါကောင်းကောင်းသိပါတယ်။သူကငါတို့ကာသမားလောကတွေကပဲအခုသူဘယ်မှာရှိလဲဆိုတာငါသိတယ်။ကိုကျော်စွာရဲ့စကားကြောင့်မနှင်းတွေရဲ့မျက်လုံးတွေချက်ချင်းအရှောင်တောက်သွားပါတယ်။သူအခုဘယ်မှာလဲအကို။သူကျမကိုတတ်ပြီးစိန်နဲ့နေနေတာလား။မဟုတ်ပါဘူးညီမလေးရာ။သူလည်းညီကိုတတ်ခဲ့တဲ့နေ့ကစပြီးစိတ်ယူပေါက်တယ်လို့ဖြစ်နေတာ။ညဘက်ဆိုအမြန်လန်းပေါ်ကားမမောင်းရဲတော့ပဲကြောက်စိတ်နဲ့အရက်ကိုပဲဖိတောက်နေတာအခုဆိုသူဘကိုးကအရက်ဆိုင်တစ်ခုမှပဲနေတိုင်းမူးယူပြီးအချိန်ဖြုံးနေတာသူဝစ်လိုက်နေတာပါညီမလေးရဲ့မနှင်းတွေကကိုကျော်စွာရဲ့စကားကိုနားထောင်ပြီးမဲပြုံးတစ်ချက်ပြုံးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအပြုံးကကိုကျော်စွာတို့ကိုရံမှုမဲ့အပြုံးမဟုတ်ပဲတရက်ခန့်အစ်စ်စီကိုဦးတည်သွားတဲ့ဂလက်စားချေခြင်းအပြုံးမျိုးပါကျေးဇူးတင်ပါတယ်အကိုတို့သွားနိုင်ပါပြီကျမသွားရမယ့်နေရာကိုသိပြီသူမရဲ့စကားအဆုံးမှာပဲဝူကနေလေပြင်းတစ်ချက်ကားကောင်းခန်းနဲ့ဖြတ်တိုက်သွားပြီးကားအမိုးမီးလေးတွေလည်းပြန်လဲလင်းထိန်လာပါတယ်ကားအင်ဂျင်ဆက်ကလည်းအလိုလိုပြန်နိုးသွားသလိုဖုံးလိုင်းတွေလည်းချက်ချင်းပြန်တက်လာပါတယ်ကိုကျော်စွာနဲ့ဖိုးထောင်တို့အနောက်ကိုဖြတ်ခနဲလှည့်ကြည့်လိုက်တဲ့အခါမှာတော့အနောက်ခန်းခုံပေါ်မှာမနှင်းတွေမရှိတော့ပါဘူး၆သွေ့နေတဲ့အနီရောင်ထီးလေးတစ်ချောင်းသာကြံရစ်ခဲ့ပါတော့တယ်ကိုကျော်စွာကားကိုအရှိန်နဲ့ပြန်မောင်းထွက်လာခဲ့ရာတားဆီးပိတ်ဆို့ထားတဲ့နန္ဒဘဝအစွမ်းတွေမရှိတော့တာမို့မိနစ်ပိုင်းအတွင်းမှာပဲမိုင်တိုင်း115ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ကားကောင်းခန်းထဲမှာကြံရစ်ခဲ့တဲ့ထင်းနီလေးကိုကြည့်ပြီးကိုကျော်စွာနဲ့ဖိုးထောင်တို့2ယောက်လုံးတပ်ပြင်းချနိုင်ခဲ့ပေမဲ့ရှင်ထဲမှာတော့လေးလံနေသေးပါ။တစ်ချိန်တည်းမှာပဲရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့တခြားနေရာဖြစ်တဲ့ပဲခူးမြို့အနီးကလမ်းဘေးအရက်ဆိုင်အစိုးလေးတစ်ခုထဲမှာတော့လွန်ခဲ့တဲ့9နှစ်ကမနှင်းတွေကိုတတ်ခဲ့တဲ့တရက်ခန့်ကားသမားအိုကြီးဦးလာမောင်တယောက်ရှိနေပါတယ်။သူရဲ့ရုပ်ရည်ဟာအရင်ကထက်အဆမတန်အိုမင်းရင်းရော်နေပြီးမျက်လုံးတွေကလည်းကြောက်ခဲ့ရနိုင်လှပါတယ်။သူဟာနေတိုင်းညဘက်ရောက်ရင်စိတ်ချောက်ချားမှုတွေကိုဖြေဖျောက်ဖို့အတွက်အရက်ကိုပဲယူမူတောက်လေးရှိပါတယ်။ကဲတောက်လို့ပြီးပြီငါသွားတော့မယ်။ဦးလာမောင်ကအရက်ပလင်းခုံကိုစိတ်ပြက်လက်ပြက်လွှင့်ပစ်ပြီးဆိုင်ထဲကနေရိုင်တီးရိုင်တန်နဲ့ထွက်လာခဲ့ပါတယ်။မိုးကလည်းသဲထန်စွာရာသွန်းနေသေးပါ။သူဟာလမ်းဘေးမှာရပ်ထားတဲ့သူ့ရဲ့ကုံကားအဆုပ်ကြီးပေါ်ကိုအနိုင်နိုင်တွားတက်လိုက်ပြီးစက်နှိုးကအမြန်လမ်းမကြီးပေါ်ကိုမောင်းထွက်ခဲ့ပါတယ်။မိုးနေတဲ့အတွက်ကားကလမ်းဘေးဝဲရကိုရိမ့်ထိုးနေတာပေါ့။ကားမောင်းရင်းနဲ့ဦးလှမောင်ရဲ့စိတ်ထဲမှာထူးဆန်းတဲ့အေးဓာတ်တစ်ခုကိုစတင်ခံစားလိုက်ရပါတယ်။ကားဝိုက်ပါတွေကမိုးရေတွေကိုတုံနေပေမဲ့ရှေလမ်းမကြီးကတဖြည်းဖြည်းမှောင်တထက်မှောင်လာသလိုပါပဲ။သူကအရက်ရှိန်ကြောင်မျက်စိကိုပုတ်ပြီးရှေ့ကိုကြည့်လိုက်တဲ့အခါဟင်အဲ့ဒါဘာလဲဦးလာမောင်အလန့်တကြားရေရွတ်လိုက်မိပါတယ်ကားရှိမီတာအနည်းငယ်ကွာလမ်းလေကောင်တက်တဲ့မှာကိုကျက်အင်ကြီးအနီအောင်ဝစ်ထားတဲ့မိန်းကလေးတယောက်မတ်တက်ရက်နေတာပါလမ်းဘေးကပြစ်တစားမတွေညကြီးမင်းကြီးလမ်းလေကောင်မှာလာရက်နေပြန်ပြီဖဲစမ်းဦးလာမောင်ကကားဟုံးကိုအဆက်မပြတ်တီးလိုက်ပေမဲ့အဲ့ဒီမိန်းကလေးကလုံးဝမဖဲပါဘူးကားကြီးကသူမရဲ့အနားကိုကတ်သွားတဲ့အချိန်မှာပဲသူမကလက်ထဲကထင်းနီရောင်လေးကိုအသာအရာမြှောက်လိုက်ပါတယ်အဲ့ဒီခါကားမီးရောင်အောက်မှာပေါ်လာတာကတော့လွန်ခဲ့တဲ့9နှစ်ကသူကိုယ်တိုင်တက်ခဲ့တဲ့ညာဘက်မျက်နှာချမ်းတစ်ခုလုံးသွေးတွေရွှဲပြီးအရေပြားတွေပြတ်ထွက်နေတဲ့မနှင်းတွေရဲ့ဂလက်စားချေမဲ့မျက်နှာအစစ်ကြီးဖြစ်နေပါတော့တယ်ဗုဒ္ဓမနှင်းတွေညီမရှိတော့ဘူးလေဦးလာမောင်သွေးပြတ်မတက်အော်ဟစ်လိုက်စင်မှာပဲ
သူကရဲ့ဘေးတကားမှန်ကိုဖြတ်ပြီးအေးဆက်လာတဲ့မိစ္ဆာလက်ဝါးကြီးနှစ်ဖက်ရုတ်တရက်ဝင်လာကဦးလှမောင်ရဲ့မျက်လုံးနှလုံးကိုအနောက်ကနေအတင်းလာအုပ်ပိတ်လိုက်ပါတော့တယ်။အာငါမျက်စိလွတ်ငါ့ကိုလွတ်ကြပါဦးလှမောင်ကဘာမှမမြင်ရတော့ပဲစီယာတိုင်းကိုယူသွတ်စွာဘဲပြန်ညာပြန်လှည့်ပတ်ရင်အော်ဟစ်ငိုယိုနေပါတော့တယ်ဝေကျွေးဟာတရက်ခန့်အစ်စ်စီကိုကွက်တိပြန်လဲရောက်ရှိလာခဲ့ပါပြီငါ့ကိုလွတ်မနှင်းတွေညီကိုငါမှားခဲ့ပါတယ်ငါ့ကိုမတတ်ပါနဲ့ရဲ့ဦးလှမောင်ဟာဘာမှမမြင်ရတော့တဲ့အမောင်တူထဲမှာအသက်လူပြီးအော်ဟစ်နေပါတယ်ဒါပေမဲ့သူ့ရဲ့နစီတွေထဲမှာတော့မနှင်းတွေရဲ့နာကြီးခါသီးလာတဲ့ရေမောတန်ကြီးကသာဟိန်းထွက်လို့နေပါတယ်ရှင်ကျမကိုတတ်တုံးကရောညှာတာခဲ့လို့လားအခုရှင်ဝစ်လေရမယ်အလှည့်ရောက်ပြီးဦးလှမောင်သွေးအေးနဲ့ဂလက်စားချေလိုက်တဲ့ဝိညာဉ်ရဲ့အမိန့်တန်အဆုံးမှာဦးလှမောင်ရဲ့ကုံကားကြီးဟာလမ်းကြောင်းပြတ်ပြီးအရှိန်အဟုန်ပြင်းစွာနဲ့လမ်းဘေးကကြောက်ကမ်းပါးထဲကိုထိုးကျသွားပါတော့တယ်။ပြင်းထန်လာတဲ့ကားမောက်တန်ကြီးနဲ့အတူကားတစ်စီးလုံးချိန်မွပျက်စီးသွားပြီးတရက်ခန့်ဦးလှမောင်ကလည်းသူကိုယ်တိုင်လူတက်ခဲ့တဲ့အမြန်လမ်းမကြီးရဲ့မိုင်တိုင်135အနီးမှာပဲပွဲချင်းပြီးအသက်ပြောက်သွားခဲ့ပါပြီ။သူ့ရဲ့သွေးအိုင်တဲကမျက်ဝန်းတွေဟာသေဆုံးသွားတဲ့အချိန်ထိကြောက်လန့်တုန်လှုပ်မှုတွေနဲ့ပြူးကျဲနေစေဖြစ်ပါတယ်။နောက်ရက်မနက်ခင်းမှာတော့ကျောက်ဆယ်မြို့ရှိဖုံးတော်ကြီးကျောင်းတစ်ကျောင်းမှာတော့ကိုကျော်စွာနဲ့ဖိုးထောင်တို့နှစ်ယောက်ရှိနေကြပါတယ်။သူတို့ဟာမနှင်းတွေရဲ့အနီအောင်ထီးလေးကိုဖုံးကြီးကျောင်းကိုယူဆောင်လာပြီးတန်ကတော့အရှင်သူမြတ်တွေကိုစွန့်ကပ်လူကတရားနာယူကြတာပါ။မနှင်းတွေဝိညာဉ်သည်ယခုပြုရသောကုသိုလ်ကောင်းမှုအဖို့ကိုရရှိပြီးဘဝကူကောင်းပါစေတည်းကိုကျော်စွာကဆရာတော်ပေးတဲ့ရေစက်သွန်းချတရားတော်ကိုနာယူရင်မနှင်းတွေအတွက်ရည်စူးပြီးသစ္စာရှိရှိအမြပေးဝေခဲ့ပါတယ်ထူးဆန်းလာတာကတော့ရေစက်ချပြီးပြန်ကျောင်းဝင်းထဲကထွက်လာတဲ့အချိန်မှာပဲကောင်းကင်ရံကနေလေပြေအေးလေးတစ်ချက်ကဝူးကနေဖြတ်တိုက်သွားပြီးကိုကျော်စွာရဲ့နားထဲမှာမိန်းကလေးတယောက်ရဲ့တာယာကြီးလင်လှတဲ့ကျေးဇူးတင်စကားအတန်လေးကိုကြားလိုက်ရတာပါပဲအကူကျမကျွတ်လွတ်သွားပါပြီကျေးဇူးတင်ပါတယ်ရှင်အဲ့ဒီနေ့ကစပြီးရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့မိုင်တိုင်135အနီးမှာညဘက်မိုးရွာရင်ထင်းနီဆောင်ပြီးလမ်းတားတက်တဲ့မိမလလေးကိုဘယ်ကားသမားမှမတွေ့ရတော့ပါဘူးကားသမားတွေကြားထဲမှာထိတ်လန့်စရာကောလာဟာလာတစ်ခုအဖြစ်သတင်းကြီးခဲ့တဲ့ပြစ်တစားတရေမဟာလည်းနာကြီးချက်တွေဝစ်ကျေးတွေပြေးပြောက်ပြီးအမြန်လမ်းမကြီးပေါ်ကနေထာဝရလွတ်မြောက်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်